မင်္ဂလာပါကျွန်တော်ခုဒီပြင်မှာတော့ falling intonation အကြောင်းကိုညှပြမှာဖြစ်ပါတယ်ကျွန်တော် falling intonation ဆိုတာကတော့အတန်ကြလေလေသိလို့ခေါ်ပါတယ်ဒီ falling intonation ကိုမသိရင်တစ်ဖက်လူကကိုပြောတဲ့စကားကိုနားမလည်တာမျိုးရှိနိုင်ပါတယ် falling intonation ဆိုတာကဝါကြတစ်ချောင်းစာကြတစ်ချောင်းရဲ့အဆုံးမှာအတန်ကြသွားပြီးတော့တိုးတိုးလေးပြောတာကိုခေါ်ပါတယ် falling intonation ကိုဘယ်လိုအဓိပ္ပာယ်နဲ့ပြောလဲဆိုရင်ကိုပြောတဲ့စကားကပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ကိုယုံကြည်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပြီးတော့ကိုပြောတဲ့စကားကအတိဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဒီသုံးပြီးပြောလို့ရပါတယ်။တာမန်စာကြောင်းမျိုးစားတွေမှာဒီ falling intonation ကိုသုံးပါတယ်။ဥပမာ I work here ကျွန်တော်ဒီမှာအလုပ်လုပ်တယ်ကျွန်တော်ဒီမှာဆိုရင်စာကြောင်းရဲ့နောက်ဆုံးပိုင်းမှာအတန်ကိုတိုးပြီးတော့နှိပ်သွားပါတယ်။ဆိုလိုတာကျွန်တော်ဒီမှာအလုပ်လုပ်တယ်ဆိုတာအတိပြုချက်အမှန်ကန်ဖြစ်တယ်ဆိုတာကိုဆိုလိုချင်တာဖြစ်ပါတယ်။ She is my manager သူမကကျွန်တော်ရဲ့ manager ပါဒီမှာဆိုရင်လည်းကျွန်တော်တို့သူမကကျွန်တော်ရဲ့ manager ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီ falling intonation ကိုသုံးပြီးတော့စာကြောင်းရဲ့အဆုံးမှာအတန်နှိပ်ပြီးတော့ totally ပြောတာဖြစ်ပါတယ် I finished my work ကျွန်တော်လုပ်ပြီးပြီဒီမှာကျွန်တော်လုပ်တဲ့ဆိုတော့အတိပြုတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီ falling intonation ကိုသုံးပြီးတော့စာကြောင်းရဲ့အဆုံးမှာအတန်နှိပ်ပြီးတော့ပြောတာဖြစ်ပါတယ် the fluent question ဆိုတဲ့ what where what why who how စတဲ့မိခွန်းတွေကိုပြောတဲ့အခါမှာလဲစာကြောင်းရဲ့အစုံမှာအတန်နှိပ်ပြီးတော့တိုးတိုးလေးပြောပြီးတော့ဒီ falling intonation ကိုသုံးပြီးပြောပါတယ်ဥပမာ where do you walk မင်းဘယ်မှာလုပ်လဲဒီမှာဆိုတော့ကျွန်တော်တို့စာကြောင်းရဲ့အစုံမှာအတန်နှိပ်ပြီးတော့ပြောတာဖြစ်ပါတယ် what time is it ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့စာကြောင်းရဲ့အစုံမှာအတန်နှိပ်ပြီးပြောတာဖြစ်ပါတယ် why are you late မင်းဘာကြောင့်တော့ကြာလဲဒီမှာဆိုတော့ကျွန်တော်တို့စာကြောင်းရဲ့အစုံမှာအတန်နှိပ်ပြီးတော့တိုးတိုးလေးပြောတာဖြစ်ပါတယ်အဲ့ဒီလိုကျွန်တော်တို့ English question နဲ့သုံးပြောတဲ့အခါမှာဒီ falling intonation ကိုသုံးပြီးပြောရပါတယ်အလုပ်ခေါ်မှာကိုယုံကြည်မှုရှိရဆိုတဲ့အကြောင်းကိုပြချင်ဒီကိုပြောတဲ့စကားကိုယုံကြည်မှုရှိရဆိုတဲ့အကြောင်းပြချင်ဒီ falling intonation ကိုသုံးပါတယ်ဥပမာ I will do it today ဒီမှာဆိုတော့ကျွန်တော်တို့စာကြောင်းရဲ့အစုံမှာအတန်နှိပ်ပြီးတော့တိုးသွားပါတယ်ကျွန်တော်ဒီနေ့အလုပ်ပြီးပြီအဓိပ္ပာယ်ကတော့ကျွန်တော်တို့ဒါကိုလူကြီးမှုရှိတယ်ဆိုတဲ့ကိုတေချာတဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီ falling intonation ကိုသုံးပြီးပြောတာဖြစ်ပါတယ် I understand the instructions ကျွန်တော်ညွှန်ကြားချက်ကိုနားလည်တယ်ညွှန်ကြားချက်ကိုနားလည်တဲ့ကိုယုံကြည်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီ falling intonation ကိုသုံးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်မျှပေးချင်တဲ့ဒီ falling intonation အကြောင်းကတော့ဒီလောက်ပါပဲဒီဗီဒီယိုကြည့်ရှုခြင်းအပြင်ဒီကိုပြောတဲ့စကားကိုတခြားလူအဓိပ္ပာယ်နားလည်အောင်အသုံးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုချန်နယ်တက်တဲ့ဆိုရင်အောက်က comment မှာ like လို့ရပါဒီလိုဗီဒီယိုမျိုးတွေကိုဆက်မျှပေးတဲ့ကြည့်ဆိုရင်အောက်က comment မှာ yes လို့ရပါ so see you in the next video bye bye